ကျွန်တော်တို့ဒီတော်ဝင်ဖို့ရအတွက်အချိန်အခါကိုရောက်နေပါအောင်ချိန်ရောက်ပြီအောင်ခါတိုက်ပြီအောင်ချိန်သိပြီ When Myanmar faced a military coup, the people stood up in peaceful protest. But after witnessing brutal massacres, countless headshots in cold blood, they made a choice. An armed revolution was begun. Every revolutionary understood that taking up arms was neither an easy path nor a glorious one, but it was a necessary path. At dawn, these young warriors prepared to invade Mogul, a land of rare rubies known for the world's finest. This site lay just 1.5 kilometers from the enemy's front line. They planned a precise drone operation led by their tactical commander Dr. Saudiazo from the Mandalay People's Defense Force. ဘိုးကနှစ်ပိုင်းရှိတယ်အရှိပိုင်းနဲ့နောက်ပိုင်းအရှိပိုင်းကပြင်မမျိုးနောက်ပိုင်းကကျတော့သူတို့တမန်တော်တိုက်နေတဲ့အဆင့်ဒါပေမဲ့မျိုးအဆင့်မဖြစ်ဘူးအဲ့တော့သူကဘယ်မောင်းတာလဲမရှိဘူးကျွန်တော်ကဆရာမမေးဒါပေမဲ့စီလို့မကူဘူးစီလို့မကူဘူးတဲ့စစ်ပဲတိုက်ကြည့်တိုက်နေတာကဟောတော့တိုက် Why would a doctor dedicated to healing turn to revolution? ဘိုးလေးပြောတယ်ကျွန်တော်ကအရင်ကလက်နက်ကင်လမ်းစဉ်မလာဘူးလို့ကျွန်တော်ဆုံးဖြတ်တာကျွန်တော် non violence line မှာပဲနေကျွန်တော်ဒီပုံမှာတပိတ်တွေလုပ်တယ်စန္ဒတွေပြတယ်ကျွန်တော်တို့နာနီမျိုးပေါ်မှာကျမရေးမိသားစုမန္တလေး medical family မန္တလေးအလိုကတော့ MFN မှာဖောင်တာတယောက်အနေနဲ့ပါတော့ MFN ကတော့တပိတ်လဲမောက်တယ်စန္ဒလဲပြတယ်ဆေးလက်ပူပေးတယ်ပေါ့နော်အဓိကတော့ကျမရေးဝင်တယ်အဲ့ဒါမှလည်းကျွန်တော်ဖောင်တာတယောက်အနေနဲ့ပါတယ်အဲ့တော့တခြားလုံးဒီတော်လိုင်းရေးကာလတခြားလုံးကျွန်တော် non violence line မှာပဲဒီပေါ်မှာပဲဆက်ပြီးစဉ်းစားတယ်ဒါပေမဲ့နောက်ပိုင်းရောက်လာတော့2021 6လပိုင်းရောက်လာတဲ့အခါကျတော့ကျွန်တော်တို့တော်လိုင်းရေးကဒီလောက်နဲ့မရဘူးလို့သိလာတယ်ပေါ့နော် The decision to engage in armed resistance was viewed as the ultimate solution to confront the Myanmar State Administration Council, which only responded to violence. မင်းအောင်လိုင်းနဲ့အကြံပေးစတဲ့ကကျွန်တော်တို့ပါဇက်ကပြောတဲ့စကားကိုနားမလဲဘူး။သူကလက်နက်ကပြောတဲ့စကားကိုပဲသူကနားလဲ။အဲ့တော့ကျတော့သူနားလဲတဲ့ဘာသာစကားနဲ့ပဲကျွန်တော်တို့ကပြောရလိမ့်မယ်လို့ကျွန်တော်ထင်တယ်နော်။ဟုတ်ရတယ်။အဲ့ဒါလည်းဒီဝက်တော့ဒီဝက်တော့လားဒီနှက်ကိုင်လမ်းစဉ်ကိုကျွန်တော်တို့ရွေးကြမလားမရွေးကြဘူးလားဆိုတဲ့ဟာတော့ကျွန်တော်တို့တော်စဉ်းစားယူရတယ်။ဘာလို့ဆိုတော့ဘေးရွက်စုချိုးအရင်များလို့ဒါမဲ့လည်းကျွန်တော်တို့တခါတလေကျတော့ကျွန်တော်တို့စိပညာမှာလည်းရှိတယ်လေနော်ကျွန်တော်တို့စိပညာမှာလည်းတခါလေကျတော့တချို့ဟာတွေကနည်းနည်းအနာခံပြီးကုရတာနော် herd immunity ခေါ်တာပေါ့နော် herd immunity အနာခံပြီးတော့မှကျွန်တော်တို့ကုရတယ်အခုလက်ရှိကျွန်တော်တို့ຫນွေဦးတော်လိုင်းရေးလဲအဲ့လိုပဲကြည့်ရတယ်တနက်ကန်လမ်းစဉ်ကြောင့်ကျွန်တော်တို့မျိုးမျိုးပုံတော့ဘေးရွက်စုချိုးတွေရှိတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကဒီလက်နက်ကင်လမ်းစဉ်မှာမရွေးချယ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့မှရွေးချယ်စရာမရှိတော့ကျွန်တော်တို့ဟိုလက်နက်မကင်အောင်ကိုမင်းအောင်လိုင်းအားတွန်းပို့လိုက်တာအဲဒါကြောင့်မို့ကျွန်တော်လက်နက်ကင်လမ်းစဉ်ရောက်လာပါဘိုးဘုတ်ကိုဝင်မယ်ဆိုလို့ရှိရင်တော့ဘိုးဘုတ်ကအရှိပိုင်းပဲနေနေအနောက်ပိုင်းပဲနေနေဘိုးဘုတ်မှာကောင်းတဲ့အချက်ကပါလဲဆိုတော့ကျတော့ပြည်သူအကုန်လုံးကကိုယ့်ဘက်ကကြီးတယ်ဟုတ်ပြီနော်စစ်ကောင်စီဘက်ကိုပါတဲ့လူပြည်သူမရှိဘူးအဲ့တော့နောက်ဆုံးပြောမယ်ဆိုလို့ရှိရင်100မှာ95ရာခိုင်နှုန်းကပြည်သူကကိုယ့်ဘက်ကကြီးတယ်အဲ့တော့ကျတော့ကိုယ်သမီးကျွေးမဲ့လူတွေရဲ့သတင်းပေးမဲ့လူတွေကြီးတယ်အဲ့တော့ပြူစောတိမရှိဘူးဒလန်မရှိဘူးအဲ့ဒါဘိုးဘုတ်ရဲ့အားသာချက်ဟုတ်ပြီနော်ဒါပေမဲ့အခုအားနည်းချက်ကပါလဲဆိုတော့လမ်းအရင်များတယ်အမားမခံဘူးနော်ဘယ်ဒါကထပ်ပြောမယ်နော်
ဇက်တိုက်နေတာမဟုတ်ဘူးနော်စစ်တိုက်နေတာမင်းအဲ့ဒါသွားလိုက်တာမင်းငါတို့နေပြီမဟုတ်လို့လေမင်းဟိုဘက်ကိုကြော်သွားလို့ရှင်မင်းဘယ်နဲ့လုပ်မလဲမင်းတို့ order ကိုရှင်းအောင်မေး order ပေးတဲ့လူမှလည်းတာဝန်ရှိသလိုမင်းတို့ order လက်ခံတဲ့လူမှလည်းမင်းတို့တာဝန်ရှိရဲ့ဒီကိုဒီမိုးကုတ်ပြူကအဖွဲ့တွေတော့ကတ်ထားပြီးဝိုင်းထားပြီးတော့နောက်ဆုံး update တိတ်ထားရတယ်ဆရာဘုံဒီတာကတော့ရန်သူကစုပ်သွားတယ်ဒေါ်လင်းကြီးတောင်ကတော့ရန်သူကနေရာကောင်းတော့အခုချိန်ကြီးကျွန်တော်တို့ဘက်ကတော့မရသေးဘူးဖြစ်နေတယ်ဆရာ These young fighters, some barely out of schools, others still teenagers, were meant to be in classrooms, building futures in peace, pursuing safe careers. As it was hilly, rough terrain, all the roads were rugged and covered with mud and dust. ရာရှိရချင်းချင်းမလို့တယ်ဟာရှိရချင်းချင်းကောင်းလားကောင်းလားလေတောင်ပေါ်မှာဖြစ်နေလို့မလားတောင်ပေါ်မှာတစ်ချက်ပြပေါက်တာသူနဲ့မရောက်ဟုတ်လားဘိုးတော်တော့ပြောပြီးတော့ကားလို့တောင်လို့အခုကားနေကျွန်တော်တို့အထဲမှာရတာဟုတ်နော်ကားတော့ကျွန်တော်တို့ဟိုပဲပြင်မယ်လောလောဆယ်ဟို drone ရယ်ပုံစံနိုင်မယ် drone ရယ် battery ရယ်ဘုံဒီရယ်ဟို tools တွေရယ်ဒါပဲပြင်မယ် Both aerial support and ground invasion were set to launch simultaneously, but the elements were unpredictable, with the weather shifting from time to time. အတို့ကတော့မရှိဘူးလားမိုးက အဲ့ပြန်မာသေးဗျာအဲ့ပြန်မာသေးအဲ့ဒါလိုက်ရမှာလိုက်တာအခုကမျိုးကျွဲနေဒီ 1.3 km အပေါ်မှာတနည်းကြီးတော့အနေကြီးတော့ကြားပေါင်းလိုက်တော့အခုတော့လည်းတော့အကုန်တော့ရပြီပါဗျာအလောင်းတွေလည်းရလာပြီ လောင်းလေးရမယ်ခုတော့သူတို့ကူထမ်းမှာကျွန်တော်တို့ကပိတ်ထားတယ် ဟုတ် အဲ့ကူထမ်းမှာသူတို့ရှိတယ် ဟုတ်ကဲ့ ကောက်ရအောင်ရလာပြီဒါပေမဲ့ဆောင်းနေရမှာသူတို့ဆောင်းနေရမှာရှိတယ် ဟုတ်ကဲ့ အဲ့ကူရဲ့ပတ်ပတ်လည်မှာကျွန်တော်တို့ရှိထားတယ် ဆရာမင်းညကလည်းဒေါ်လန်းကြီးတောင်ချသေးရလားဗျာ မချတော့တောက်ကြောက်ပလဲနားတော့လေ ဟုတ်ဟုတ် ဒီမနောက်တော့မရလိုက်လို့ရှင်မဟုတ်တော့ဘူးမဟုတ်တော့ဘူးကိုတော့လဲဆဲတော့ဆဲကပ်ပြီးအားလည်းတော်လေးကောင်းတယ် မနေ့ကကျွန်တော်လည်းတာပူကျော်လမ်းမေးနေတာဆရာလည်းဘယ်တော့ရမှာလဲတဲ့အာဒုက္ခပဲကျွန်တော်လည်းဗာပြောလို့ရှိအောင်ပြန်လူလိုက်တော့အိုက်ကောင်းတယ်လို့အောင်စိုးဦးကုန်းမှာလည်းနေကြည့်ကြည့်လား ကြည့်တယ်လည်းနေကြည့်ရှိတယ်လည်းကြည့်ရှိတယ်အဲ့ဒါဆရာဟိုအတွင်းထဲရောက်ပြီးပြမယ်ဘေးပွိုင်းကနေဆရာချရမယ်ဆိုတော့အကောင်းဆုံးတော့ fight ရှိတယ်ဒီဘက်တစ်ခါအိနေမှာဆိုစီပုံးရှိမှာစီပုံးရှိတယ်ပေါ်မှာလည်းထားမယ်ဒါပေမဲ့အခုဒီခုခုဆိုချက်ချင်းဖတ်လို့ရအောင်ခေါင်းအောင်ယူတင်ထားတယ်ဒီပုံးတွေပုံချမှာလား The Myanmar military cowardly fortified their defenses, embedding themselves in pagodas, schools, and sacred sites, sheltering behind the very places meant for peace. ဒီနေ့ရနော်ဒီနေ့စင်ဒီစာဝေးပါပြန်ဆင်းမယ်တရားဝင်ဟာဝဲပိုင်းပုံပြန်ဆင်းမယ်နော်နေ့ရလုံနေ ဒီကောလည်းမမြည်ဘူးတော့တားချက် ကျွန်တော်တို့တော်လိုင်းကြီးကတမယိုးကြပုံစံမျိုးထက်စားလို့ရှိရင်ကျွန်တော်တို့လူငယ်တွေgeneration Z ပေါ့အဲ့တော့ဒီ generation Z လို့ခေါ်တယ်ကျွန်တော်တို့လူငယ်တွေက brain ရန်ကောင်းတယ်ဗျတို့တို့ဒီမှာထွင်ကြစညံလည်းရှိအဲ့တော့ကျတော့စောကြီးကလေးရရင်2021ခုနှစ်အစောပိုင်းကာလကလေးရရင် drone တွေကိုဒီတော်လိုင်းရေးအတွက်စစ်ရေးအတွက်ဘယ်လိုသုံးမလဲဆိုတာအားလုံးကစဉ်းစားလာကြတယ်ဗျအဲ့တော့ထပ်ပြီးကျွန်တော်တို့ပုံမှန်နေပြောရမယ်ဆိုလို့ရှိရင်လက်ရှိဥရောပမှာဖြစ်နေတဲ့ယူကရိန်းစစ်ပွဲမှာ drone တွေတွင်တွင်ကျဲသုံးတာထပ်ပြီးကျွန်တော်တို့မြန်မာနိုင်ငံရဲ့လူဦးတော်နိုင်ရေးပါကအစောကြီးကလေးရရင် idea တွေကရှိခဲ့ကြတယ်ဗျတီထွင်ကြစားမှုတွေလည်းလုပ်ခဲ့ကြတယ်ဒီလိုတောတဲ့တောင်ထဲမှာကိုရှိတဲ့အကန့်အသတ်ပစ္စည်းကြားတွေကနေပြီးမှ research တွေလုပ်ခဲ့ကြတာလေနော် research တွေလုပ်ခဲ့ကြတယ်ဆိုတော့အကြံဉာဏ်ရှိတယ်ကျွန်တော်တို့ကပစ္စည်းပဲမရှိတာပတ်စံမရှိဘူး
ဝေမရှိဘူးပစ္စည်းမရှိဘူးဟုတ်တမန်ပစ္စည်းပတ်စံရှိရဆိုရင်တော့မှပစ္စည်းကကျွန်တော်တို့ဝယ်ချင်တိုင်းဝယ်လို့မရဘူးအဲ့တော့ပြောရရင်ကျွန်တော်တို့ကအစောကြီးကလေးရရင်ကျွန်တော်တို့တွေကဒီ drone နဲ့ဒီတော်လန်မယ်ဆိုတဲ့ကိစ္စ idea အစောကြီးကလေးရရင်ရှိကြတယ်နော်အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းစိတ်ဝင်စားတယ်နောက်တစ်ခုကအကြမ်းဖက်စစ်တပ်မှာက viewer မြောက်လက်နက်တွေအများကြီးရှိတယ်လက်နက်ကြီးတွေရှိတယ်ကျွန်တော်တို့လေယာဉ်တွေရှိတယ်ရဟတ်ယာဉ်တွေရှိတယ်စစ်သမောကြီးတွေရှိတယ်ကျွန်တော်တို့မှာအဲ့တုန်းကဟို viewer မြောက်လက်နက်မပြောနဲ့မောင်းပြန် rifle တစ်လက်ရဖို့တော့ကျွန်တော်တို့မလွယ်ကူဘူးလေတော့အဲ့တော့အဲ့လိုအချိန်မှာကျွန်တော်တို့ကဈေးကွက်ထဲမှာဝယ်ယူလို့ရနိုင်တဲ့ drone တွေကိုအသုံးပြုပြီးတော့မှရန်သူကိုတိုက်ခိုက်လို့ရတယ်ဆိုတာမျိုးကအကြံဉာဏ်တွေကရှိကြတယ်အဲဒါကြောင့်မို့ကျွန်တော်စိတ်ဝင်စားတော့အခုကျွန်တော်တို့မြို့ထဲကိုဆက်မြို့ထဲကိုဆက်မြို့ထဲဆင်းတဲ့လမ်းမှာကြီးပေါက်အပွဲဖြစ်တယ်အဲ့တော့တပ်ဖွဲ့ဝင်တွေကရှင်းနေတော့ပြီးရင်အခုမြို့ထဲကရန်သူတွေစုသွားတဲ့ဖျားကုန်းဖျားကုန်းဝိုင်းထားပြီးတော့မှအဲ့ဒီမှာလည်းအပွဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီနေရာနေပြီးတော့မှတစ်ဖက်စလုံးပြစ်ကူပြီးဟုတ်ပြီလားနားကြတယ်ရှင်းကြအကြီးလို့ဆောင်းလည်းနဲ့ကြတယ်နားလေးကျွန်တော်ရှူပြီးလို့ဟိုရှိမှတိုက်ပွဲအရှယ်ဖြစ်နေဟုတ်တယ်တန်နေရဖြစ်တီတီလေးဝင်ရတယ်အဲ့လိုရှိတယ်ဒီမှာနော်ဒီကိုကြီးပြောရင်ဒီဘက်ကပြည့်တယ်ဆိုရယ်ပွားတယ်ဒီမှာဒါလေးအေးစီဒါကအေးစီအဲ့ဒီကောင်မို့ဒီမှာပြန်နေတယ်ဟိုဘက်ကလည်းပေါက်ပြီးပေါက်တယ်ဒီကပေါက်နေပေါ့ညောဟောရပါဘက်ကပေါက်တယ်ဟိုဘက်လည်းပေါက်မှတ်ပြီလားမှန်တယ်ညိုတယ်ကြာဟုတ်ပါမြိုင်ရတယ်ကိုကြောင့်အဲ့ဒါဆိုချက်ကတဲ့ easy တွေပဲချလိုက်မယ်နော်အဲ့ဆိုကိုကြောင့်လို့ကတဲ့ easy တွေကိုတစ်ခေါက်တက်မယ်ရွှေမြုံဝင်းကိုတစ်ခေါက်တက်မယ်နော်အဲ့တော့ဟိုအားလုံးမယ်နော်တောင်းလျှောက် phone line ပေါ်မှာရှိမယ် order ကိုဆရာဒီကပေးမယ် order ဒီကပေးမယ်အကေးကြီးကိုဆရာဒီကနေကြည့်မယ်နော်အဲ့ဆိုရှင်လုပ်လိုက်တော့တက်မယ်ဆိုဖုန်းဆက်လိုက်မယ်ဆရာအေးဟုတ်ပြီတောင်းလျှောက်တက်ပြီဆိုတာနဲ့တောင်းလျှောက် phone line ပေါ်မှာပဲနေလို့ဒီကတန်းနဲ့ချိန်တာမဟုတ်ဒီကဖုန်းနဲ့ချိန်တာပြင်တယ်ဘောတခါဝဲဖတ်ဖိုက်ကြည့်လားယူရဲအထုပါလားအဲ့နေရာပဲနေပါလမ်းလမ်းစီနားလာပါလေဦးလန့်ထုပါဟုတ်နောက်ထပ်ကိုကျွန်တော်ထုဟာလည်းအရေးကြီးတော့လက်ကောင်းတဲ့သူတို့မဟုတ်စီနီယာသမားပဲချတယ်အဲ့တော့ဒီလွတ်လိုက်ပြီနော်ကောင်းလေဆရာတာဂက်ပေါ်ရောက်နေပြီဆရာခိုင်ခိုင်ရပြီလားရောက်ပြီဆရာတလုံးချကောက်လာလိုက်ပွန်းတလုံးချချပြီဆရာဟိုထားမှနေတာကြီးကြပေးအောင်လို့ဒီချက်ကိုလည်းကြီးကြပေးအောင်ကြောက်ရနော်ဆောင်းမယ်နော်နောက်တစ်လုံး order ဆောင်းမယ်မောရဘိုက်ကကြိုက်ကမိုးကကြိုက်ခဏလေးစားခါချင်းနေတော့လားအန်ချလာဟုတ်ပြီချလာဟုတ်ပြီနောက်တစ်လုံးချမယ်နောက်တစ်လုံးမောရစာဟောပြဆောင်ပရာဒီနချဆောပေါင်းနော်ဝေးဆရာနောက်တစ်လုံးရပြီဆရာမီတာရွှေ့လည်းမရှိလားဒီဘက်ကို1မီတာရွှေ့စပလန်ညရမောချပြီနော်ဆရာချမယ်ခုချမယ်ပတ်တာတော့bằngတိကမိုးတော့ပန်းနေနော်ချပြီတော်ဒီချေချက်ကောင်းတော့ချပြီလေခွန်းတန်ကြားတယ်ဆိုင်ကြောပါဘလက်နာဆိုင်ကြောနော်ကြောရတာပဲချလိုက်ပြီလားပွဲပါပွဲတယ်
တယ်ကောင်းတယ်ကောင်းတယ်ကောင်းတယ် ဘာမတော်ဘာမတော်နာပရတာပါ ကောင်းတယ်ပြည့်စုံတယ်ခေါင်းကုန်းကကွက်တီပဲ ဟိုးပြမဆောင်ပြူလိုက်လား ကောင်းတယ်ကွက်တီပဲ ပြမဆောင်ပြူလား အဲ့ဒီပြင်မဲ့တွေအကုန်လုံးပေါက်နေထားမယ်နော် ငါတက်ဆရာငါတက် ပေါက်နေထားမယ်ကောင်းတယ်ကောင်းတယ်ကွက်တီပဲကောင်းတယ်ဘယ်ရလာတော့ကျွတ်ဒီဘယ်ရပဲလား ဒီမှာပြောလို့ အဲ့တန်တန် အဲ့ဒီဒီပြောကျွန်တော်မပါဘူးနော် တော့ဗတိနဲ့ဟိုနဲ့ ဆရာသူခိုင်းတာတော့ကျွန်တော်မပါဘူးနော် ကျန်ဆုံးခိုင်းနေမှာပဲ ပြန်ခေါ်တော့တာသမီးတို့အိမ်ပြန်ခေါ်တော့ဒီလောက်ဟိုမီးရလောက်ပါမီးလောက်ပြန်ခေါ်မယ်နောက်တော့3လုံးခေါ်မယ် ဟောခေါဒီကဟောဒီဟောခေါခုလာမကြောက်ဟောကြောက် ကောင်းတယ်ဒီကကောင်းတယ် ဟောမကွေစားရခဲလို့ပဲစားခင်ဟောခေါ ဟုတ်ကဲ့ကျင်တာ point ချက်ပေးမယ်ကောင်းတယ်ဒါမျိုးလည်းပြရမယ် ဟုတ်လားဗျာရတယ်ဟိုကလုံးမှာဒီလောက်ပြည့်ခံတော့ဟောအခုလိုထမင်းစားကြရလားဗျာရတယ်ရလားတော့ရတယ်မစားတော့ဗျာအနေရဟုတ်ကျွန်တော်တို့ဒီမသိဘူးလေဟုတ်ကဲ့ရတယ်မရှိလို့ဟုတ်ကျွန်တော်တို့ပြင်ထားလို့ရဟုတ်ရတယ် ခုနက ဘူးလို့ရပါလေဒီတို့ဒီရတော့ကြာပါပြီ ဟုတ်ပြီ ဟုတ်ကဲ့ကျွန်တော်လည်းကောက်လို့ရတယ်ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ကျွန်တော်နားလည်းမလွယ်တော့လေကျွန်တော်ပြင်ပြရမှာ အေးဟုတ်ပြီမဟုတ်ဘူးဟိုဘက်ကပိတ်မှထားပိတ်ထားမှရမှာမပိတ်ထားလို့တော့မရအောင်နော်အေးဟုတ်ပြီဘောလုံးကြီးနားကိုလုံးဝပိတ်ထားမှရမယ်နော်ဟုတ်ပြီ ဒီကျွန်တော်မို့လေးထားပြီးရရချင်းလေ โอเค ဟုတ်ကဲ့ဗျာဟုတ်ကဲ့ပါထိတ်ချော်ရဝယ်ရတာပြည်သူကကျွေးလိုက်တယ်ပြည်သူကထင်းလောက်ထုတ်ပို့လိုက်တာပြည်သူကကျွေးပြည်သူကမွေးထုတ်ပြီးတဲ့ Sometimes the hard-fought battles brought moments of victories and joy, but there were times marked by heartbreaking loss.နေမြေအနေထားရကအစမပြေသေးတာရေပြီးတော့ကျတော့ဒီလုံခြုံရေးရေပြီးတော့ညညနာသွင်းပြအနေထားရလဲကျွန်တော်တို့နေရာရွေးရတာအခန့်ဟုတ်တယ်ဆရာတော့မို့ဒီလိုဖောင်ကိုင်းဆက်လာတယ်ဟုတ်တယ်ကွာဝေးထက်ကိုဝီတအားပိတ်တဲ့အခါကျတော့ဂျာရီရဲ့ signal ကမရတော့ဘူးဖြစ်သွားတယ်ရတော့ရသေးလားဆန်းနေညီပါလားငဲ့လေဒီစားပါဘူးအဲ့ပါလေမို့ဒီကောင်ဒီလိုလဲတဲ့ချိန်ညာရတယ်ဒီလိုတူ့လောအန်းတဲ့ချိန်ညာမရဘူးဖြစ်နေဟုတ်ကျွန်တော်ဘာကြောင့်လဲမသိဆရာအဲ့ဖြေရှားတော့ရင်းနေတာရဟုတ်လားဒီကဲရှားလေးလိမ္မာအောင်ပုံမှန်တည်းရနဲ့တိုင်ပတ်နေဒီလီရမှာရအခုကျွန်တော်တို့စောစောကဒီချက်ပြင်ရဲစကန်တွေကို drone မုံးတွေချလိုက်တယ်ချက်ပြင်ရဲစကန်မီးလောင်သွားတယ်နောက်ပြီးတော့မှပြီးတော့သူတို့ခဲရန်နေပေါက်တယ်ဗောနော်ခဲရန်နေပေါက်တယ်အခုတော့ရဲစကန်ထဲမှာရှိနေတဲ့ရန်သူကလက်နဲ့ချအညံ့ခံနေတယ်ဆိုပြီးကျွန်တော်တို့စီဖုန်းနံပါတ်ပေးလာတယ်အဲဒါကြောင့်ကျွန်တော်အခုအဲ့ဒီရဲ့သူတို့ပေးတဲ့ဖုန်းနံပါတ်ကိုအခုဆက်ပြီးအဲ့ဒီလက်နဲ့ချအညံ့ခံမဲ့လူတွေနဲ့ကျွန်တော်စကားပြောမယ်စောစောကမြေပြင်ကနေပြီးတော့မှဖုန်းနံပါတ်ပေးတယ်လေရဲစခန်းထဲကနေချက်ပြင်ရဲစခန်းထဲကနေပြီးတော့မှလက်နဲ့ချခြင်းတယ်ဆိုပြီးတော့မှပြောလာလို့ကျွန်တော်အခုဖုန်းဆက်တယ်ဖုန်းဆက်တဲ့အခါကျတော့ရန်သူရဲ့အနေထားယူသားမှုမရှိဘူးလက်နဲ့ချတဲ့ဟာအခုမချခြင်းဘူးအခြေအနေကြည့်ပြီးလိုက်အောင်မယ်မနေ့ဖြန်မှချရင်ချမယ်ဆိုတဲ့ဟာမျိုးပြောတယ်ပေါ့အဲ့တော့ကျတော့ဒါရန်သူဘက်ကညနေညနေများတယ်လို့ကျွန်တော်တို့ကတော့ယူဆတယ်ဆိုသေးဘူးပါခင်ဗျဆိုသေးဘူးဟုတ်ကဲ့ခင်ဗျအပေါ်မှာမင်းတို့ကောင်းပါအောင်ပြီလေကျွန်တော်ကောင်းပါအောင်ဘုံမူညုံမထတာသူပြောက်ပါလေသူလည်းအဲ့လို
ဒီတဲ့အခါလည်းကျွန်တော်တို့မဟုတ်ဘူးအလိုယူပြီးသွားတယ် လက်ကားလိုက်အဒီလမ်းလေးအဲ့ဟိုသွားရအောင်ကြားဖို့ပဲဟုတ်လားအဲ့ဆောင်းကြောက်ကြောက်ရတော့ရဆောင်းနေရလေအဲ့ပြေသွားလိုက်တော့အဲ့ဒါအော်နော်ဟုတ်ဒီဒီနဲ့ မင်းစားမယ်ဒီမှာကြေးတယ် ဒီနဲ့မဆန်း အေးတော့ပြန်လာပြီဒါပေမဲ့နောက်ဖေးဘောက်ကောက်ရှိတယ် ဒီနေ့အပြီးတိုင်မှာလို့ပြောတာဒီနေ့အပြီးတိုင်မှာမနေ့ကနောက်ထပ်ပြီးတိုင် တော့မလည်းမကတော့မြောက်တက်ကိုရပါတယ်ဒီဟုတ်တယ် Next chapter tells the story of those who refuse to bow, those who vow to resist through hardships and during the trials of war with strength and resilience, finally came to the sweet part of homecoming. Who is Dr. So Tuya So? ရင်ကလေးရဲ့ရုပ်ချော်တော့ကျဆယ်လီယာဖြစ်ပြီးသားတနေ့ကျွန်တော်တို့ကဒီအစိုးရဝန်ထမ်းလုပ်မယ်ဆိုလို့ရှိရင်အစိုးရဝန်ထမ်းမလုပ်ခင်အဲ့ဒီရဲ့တန်းကျွန်တော်တက်ရတယ်ဆရာဝန်တွေကြတော့အဲ့ဒီရဲ့တန်းဆရာဝန်ဝယ်ရပြီးတော့လို့ရှိရင်အဲ့ဒီရဲ့စီးပင်ကြီးအကျိုးစီရပေါ့အဲ့ဒီရဲ့အကျိုးစီရအောင်ကျွန်တော်တို့တက်ပြီးဆိုတဲ့အချိန်မှာပြန်တော့ဝင်ရရှိဖြစ်တာပေါ့နော်စစ်တနန်းတွေထည့်တယ်တနက်ပြက်လေးကျင်ကန်တွေထည့်တယ်နောက်ပြီးတဲ့အခါမှာစီရေးပြဘာသာရက်တွေထည့်တယ်ပေါ့အဲ့တော့ဒါတွေကကျွန်တော်တို့ကဟိုရွေချက်နဲ့လုံနီလုံဟန်တွေကဘယ်အတွက်ကိုပြည်သူကိုဥတီတာလားနိုင်ငံကိုဥတီတာလားဒါမှမဟုတ်သူတို့စစ်တဲ့အတွက်ကိုဥတီတာလားဆိုတာတိတာထင်ရှားနေတယ်နောက်ပြီးတဲ့အခါမှာဒီတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းကိုတော့ဒါဟိုပြစ်တင်ရှုံချဝေဖန်တဲ့ဟာတွေပေါ့ဗျာဒါတွေအရင်ကလေးကလားဆန်နဲ့တင် जा ပို့ချချက်တွေကိုကျွန်တော်တို့ကအဲ့ဒီရဲ့လက်ချဟောကြီးတွေထဲမှာတနေကုန်တနေကန်းကျွန်တော်တို့ကထိုင်ပြီးနားထောင်နေရတာဗျအဲ့ဒါတော်တော်ကြီးတဲ့ဝေါ့ကျွန်တော်တို့လေဒါကြီးတွေကပြောရရင်ဟိုစင်မမာတက်ပြီးတော့မှပြောနေတာတွေအကုန်လုံးစောက်တလွဲတွေဗျာသိရမလားအောက်မှာထိုင်နေတဲ့လူတွေအကုန်လုံးဒါရှိတယ်စဉ်းစားတတ်တဲ့တွေးခေါ်တတ်တဲ့စာတွေဖတ်ထားကြတဲ့အတိုင်းအတာတစ်ခုတည်းညောတက်မတော်သားအမိတက်မတော်သားအဖဆိုတဲ့ ideology ကတကယ်ကို fucking shit ပဲဗျဒါကြီးကစောက်တလွဲကြီးဆိုတော့ကျွန်တော်တို့အားလုံးကသိအဲ့ရနေကြောင်ပြီးသွားတဲ့အခါကျတော့ကျွန်တော်social media ပေါ်မှာကျွန်တော်စီးပင်ကြီးစစ်တဲ့အပိုင်း1နဲ့3ဆိုပြီးရေးတာအပိုင်းနဲ့မှာကျွန်တော်အဓိကအကိစ္စကိုရေးတာအကိစ္စရေးတဲ့အတွက်ကြောင့်ပြည်သူလူထုကပို့ပြီးတော့မှဟိုအာယုံစိုက်မိသွားတယ်အာယုံစိုက်မိတယ်ဆိုတာလေဒေါက်တာစိုးသူရဆိုအာယုံစိုက်မိတာမဟုတ်ဘူးအဲ့တော့မှဒီဘဟိုဝန်တန်းတက္ကသိုလ်ကြီးဆိုတဲ့institution ကိုပြည်သူလူထုကဂရုစိုက်မိကြတာ A pale young doctor who once wrote a detailed report about Civil Service Academy, Zibinji, has become a tactical commander in urban warfare during Spring Revolution, leading operations to reclaim cities controlled by Myanmar's military. ကြာလုတ်တက်သွားပြီဆက်လက်တိုက်ကြတယ်ရတယ်ဆက်လက်တိုက်ကြတယ်နော်ဆက်လက်တိုက်ကြတယ်စီမံအုပ်ချုပ်လေးရတယ်ဒီကတော့မဟုတ်ဆိုးဆိုင်တယ်ပဲဒီကောင်တွေကတော့ရှင်ပြီးတိုက်နေတယ်ဒါတကယ်ပြောတာရှင်ပြီးတိုက်တယ်ကျွန်တော်လက်နဲ့အင်အားနဲ့လေရင်ဘာညာမရှိတော့ပါကျန်တဲ့အားကျွန်တော်ရှင်းနိုင်တယ်ဖြူအပိုင်းလည်းရှင်းနိုင်တယ်ညံရီပိုင်းလည်းရှင်းနိုင်တယ်လူချင်းလည်းရှင်းနိုင်တယ်ကျေးဇူးပါနော်ကျေးဇူးပါဟိုအပေါ်ထိတက်ချင်တာရလားအပေါ်ထိတက်ချင်တာရရလားဟောဘိုးပေါ်နေကြည့်ချင်တာရတယ်ရလားဟုတ်ဝင်လိုက်မယ်နော်အဲ့ဒါတက်လေဘာတက်ရတော့တာပါလေရစကောင်းကြည့်ကြတော့အားနာပါဗျာကတော့ဒီဘာချင်းဒီလိုပါဆိုတဲ့ဘောလည်းခဏလေးရအောင်အားလုံးအနေနဲ့တော့ဟုတ်တယ်နော်ဒီပါဟေးလို့ဒါဦးလေးလိုက်ကြည့်ရအနေများမှာဆိုနော်
ဦးလေးမလိုက်ရှင်းနေတာပေါ့အနေများမှဆိုလို့我这是泡尿嘛的，全面王个，空调。对，哎，也是个那个空调，哎，那个就是个，大家然后边前这个，地空调。先来着，好难来。加油，进来，加油。泡哪去了？当空气啊喏。好的，变的，这种的来是几嘞？ OK，啥物业了些了？像屋里东西咱们对吧？意思喏。水嘛呀了，这边个包。水来着，没弄水来着。这是假的是吧？老天的就下来。妈咪，呀，今天进来喏。对呀嘛。လို့ရတယ်။ ဟုတ်ကဲ့ ဘာမှရှိဘူးထဲမှာအေးဆေးဝင်နေလို့ရတယ်။ ရတယ် ခလေးစားရအောင် ဘာဖြစ်ရရပြီ ခမင်းလုပ်ပေးမလို့ စားခဲ့ပြီရတယ်အမတို့အိမ်ထဲမှာပဲနေအိမ်အောက်ထဲမှာပဲနေနော် အောက်ထဲမှာဒီအောက်ထဲမှာ ဟုတ်တယ်နော်ဟုတ်ကဲ့ရတယ်ရတယ် ကြည့်လို့လို့ဒီ ရတယ် ဟုတ်ပြီ နောက်တကားဖွင့်တာ တ တော့ ကားဖွင့်တာတော့ဝင်လို့ရတယ် ဟုတ်ကဲ့ပါ လင်းရင်အန်ရီဒီပါဆိုဖွင့်လို့ရတယ် ဟုတ်ကဲ့ပါမဟုတ် ဒီစနေအားကြောင့်တော့ပါနော် ကျေးဇူးတင်ပါ မ နော် င်းဆိုင်လည်းပြောပါရတယ် ဟုတ်ကဲ့ခင်ဗျဟုတ်ပါလားရတယ်ခင်ဗျဟုတ်ကြပါလား ပေါစား ဟုတ်ကဲ့ခင်ဗျဟုတ် အမနာနဲ့ ဟုတ် မန္တလေးမင်းတို့စီဘိုးထားခဲ့မယ် နားလေးလားနားလေးဗီဒီယိုလား ဟုတ်တယ်ရမန္တလေးပြည်လို့ရဒရုန်းပဲလေ အေး အမနာနဲ့နော် ဒီတော့ကိုကိုနေတော့တမင်လို့ဒီမှာတကယ်ချင်းနေ ဟုတ်ကဲ့ ဟုတ်တယ်အဲ့မှာမင်းနဲ့တူတယ်ရောက်စီအောင် ဟုတ်ကဲ့ခင်ဗျဟုတ် အားကြောင့်မလို့အမနာနဲ့ ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ပါ လို့ရှင်ပြောလို့ ဟုတ်ကဲ့ခင်ဗျ အမနာနဲ့အထက်မှာတော့ရှိနေတယ် ဟုတ်ကဲ့ဟုတ်ကဲ့ တတိယဟိုဟာလို့ရင်လင်းရင်လာရင်တကားဖွင့်လို့ရတယ် ဟုတ်ကဲ့ခင်ဗျဟုတ် ဘာဖြစ် ဟုတ်ကဲ့ခင်ဗျဟုတ် Let this message be clear to all nations that lend support to Myanmar's military. Victory lies with the people, not with those who rule by fear. Finally, by the cooperation of the people, the invasion and reclaiming of Mogul City was ended as sweet victory within a few weeks. တော်တော်များတယ်ဒါကျွန်တော်ဘောဂိုအိမ်မှာပဲစုထားတဲ့စာအုပ်တွေပေါ့မြန်မာနိုင်ငံမှာဗျာကျွန်တော်တို့အများနဲ့ပြောသလိုပဲလူဦးတော်လိုင်းကြီးဘယ်ကစလဲဆို CDM ကစတယ်လေနော်အဲ့တော့ CDM ရဲ့အစဘယ်ကလဲဆိုလို့ရှိရင်ကျမရေးဝန်ထမ်းတွေကနေစတာဗျအဲ့တော့ကျမရေးဝန်ထမ်းတွေမှာတူနာပြုတွေပါတယ်ဆရာဝန်တွေပါတယ်အထွေထွေလောက်သားတွေပါကြတယ်ပေါ့နော်အဲ့တော့ဒီ CDM လှုပ်ရှားမှုကြောင့်မို့လို့လေကျွန်တော်တို့လူဦးတော်လိုင်းကြီးကအများကြီးအောင်မြင်ခဲ့တာပေါ့ဗျာနော်အဲ့တော့ဒီ CDM လှုပ်ရှားမှုမှာဆရာဝန်တွေတူနာပြုတွေကျမရေးဝန်ထမ်းတွေအင်တိုက်အားတိုက်ကျွန်တော်တို့ပါဝင်ခဲ့တယ်လို့ပဲအခုလက်နက်ကိုင်တော်နိုင်ရေးဖြစ်လာတဲ့အခါကျတော့လေ
ကျွန်တော်တို့ရဲ့ပြည်သူ့ဘက်တော်သား PDF တွေကိုစိတ်ကူးတာတဲ့နေရာမှာလည်းကျွန်တော်တို့ကျမကြီးဝန်ထမ်းတွေကတက်ကြွနဲ့ပါဝင်နေကြတယ်ဗျတော်လန်ရေးရဲ့အဆင့်မြင့်တက်သွားမှုတိုင်းမှာတော်လန်ရေးရဲ့အချိုးအကွေတိုင်းမှာတော်လန်ရေးရဲ့ခရီးစဉ်တိုင်းမှာကျမကြီးဝန်ထမ်းတွေကထက်ချက်မကွာလိုက်လာတာဗျကျွန်တော်တို့နောက်ကျကြံခဲ့တယ်ဆိုတာမရှိဘူးတော်လန်ရေးရဲ့ရည်ချိန်တော်လန်ရေးရဲ့ရည်စီကြောင်းကိုအမိလိုက်နိုင်တယ်နော်ကို professional ကိုမစွန့်လွတ်ဖ ೇನೆ ဒီဒဏ်ရာရပြည်သူတွေနဲ့ဒဏ်ရာရပြည်သူဘက်တော်သားတွေကိုစိတ်ကူးနေတဲ့တော်လန်ရေးတွေကဆရာဝန်တွေသူနာပြုတွေရှိသလိုပဲကျွန်တော်တို့ဥပမာတစ်ခုပေးရမယ်ဆိုလို့ရှိရင်တော့ခြေခွေဗာရာလို့ပေါ့ဗျာဆရာဝန်ဖြစ်ပေမဲ့လည်းလက်နက်ကင်ပြီးတော့မှတော်လန်နေကြတဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူဘက်တော်သားဆရာဝန်တွေလည်းအများကြီးရှိပါသေးတယ်ကျွန်တော်တို့ခြေခွေဗာရာလို့ပဲလက်နက်ကင်ပြီးတော့မှတော်လန်နေကြတဲ့ကျွန်တော်တို့ဆရာဝန်တွေသူနာပြုတွေအများကြီးရှိပါသေးတယ်